新豊洲အထဲမှာတအားလှတယ်တဲ့အဲ့ဒါတူတူဝင်ကြည့်ကြဗီဒီယိုတော့တွေ့ဘူးလေအဲ့ဒါအခုနိုင်ငံခြားသားတွေတော်များများလာကြတာပေါ့နော်ဒီကိုဘိုကင်တစ်လကြိုယူရပါတယ်ဒီကိုလာဖို့လေငါလူတွေတန်းစီနေကြဘိုကင်ယူရတာဒီလောက်တန်းစီရကြိုယူရတာတော့ဒီမှာတန်းစီရအများကြီးပဲတန်းစီရနေရခု Please close up here. Okay, please touch the QR code. Thank you so much. ရောက်လာပါပြီဝင်ရပါတော့အော်လို့ဝင်ချိုးတယ်မို့လို့ဒီနေ့ရောက်လာပြီဖက်နဲ့ကိုရစီးလာတယ်ဖက်နဲ့ကိုထည့်သူ့ရဲ့ဖက်နဲ့စီးရမှန်မှာနေမှာဆိုတော့လေဒီနေရာလေးကတော့ဟိုသူတို့အသစ်ဖွင့်လိုက်တဲ့နေရာပေါ့နော် new area ဆိုပြီးတော့အခုအရန်လှပါတယ်ဒီနေရာလေးဟိုပထမတစ်ခေါက်သွားဘူးတဲ့လူလဲနောက်တစ်ခေါက်ထပ်သွားကြည့်ပါလို့ဒီလိုမျိုးအယောင်တွေအရန်လှပါတယ်အထဲမှာ activity တွေအများကြီးလုပ်လို့ရတယ်နော်အခုမီလေးတက်နေတဲ့လေကဆိုရင်ကြည့်ရလွယ်မဲ့ပုံစံနဲ့သူကလေအထဲမှာရဟတ်စီးနေတဲ့ပုံဒါနောက်တစ်ခါဖြစ်ပါတယ်ဒီထဲမှာဆိုလည်းအရန်လာတယ်နင်းလိုက်လို့ရှိရင်ပြုတ်ဤနဲ့အမသူကလေအယောင်လေးစုံကိုကလည်းပြေးလွှားအဲ့လိုပနေတော့မူးနောက်နေတာပဲထပ်သွားနေပေါ့နော်ကြည့်မှာရေတကွန်ကသူ slide နဲ့လောက်ထားတာပါအထဲမှာကစားတဲ့နေရာတွေပါဖြစ်တာဆော့တဲ့နေရာဆိုတော့လေဒါပေမဲ့ပန်းနေရာဆိုဒီလိုကောင်းတယ်Later. ရေသွားတဲ့ရှောက်လန်းကို
ရှောက်နေတာပါပဲကြောက်စရာကြီးလဲအမောင်မဲတဲ့ဘာမြင်ရအောင်အခုကတော့ရေဟိုတဲဟူရရတော့နေတဲ့ရှောင်းနေတဲ့ရှောက်လမ်းပေါ့နော်ဘာမြင်ရအောင်လမ်းမှာဒါဒီရှောက်လမ်းဖြစ်ပါရေကဘာတော့ရေကဘာအိုးရပါလေဟာပါလေကျွန်တော်ဆေးပြရတော့အထက်တုပ်စီမှာပေးဝင်ခိုင်းနော်မှန်အောင်ပင်းနေခိုင်းတယ်အရာလားရေကဘာရောက်လာပါပြီဒီမှာရေကဘာလောက်တာပါမမြင်ရအောင်စားပြီးတော့အခုဘုံလုံးနေရလာပြီရမိုက်တယ်နေကုန်ပါတယ်ခဏလေးပဲထင်တယ်အထဲမှာကြဲလေးပဲ